ဒီရမို့လို့ဟာရောရှာဘရိတ်လက်ကျွမ်းတာပါအချိန်အားဖြင့်တော့7 နာရီထိုးပြီးပါပြီကျွန်တော်ဒီနေ့တဲ့ first order တော့ကျွန်တော်မိုးမော်ရင်ဟန်ဆိုင်ရာဖြစ်ပါတယ်ဟုတ်ပါပြီကျွန်တော်တုံးမင်္ဂလာလောင်းတော့ပို့မှာဖြစ်ပါတယ်ဒါလည်းအတက်နာလေးမှာနာမည်ရှုပ်ထွေးနေတယ်နော်ဒီကပဲဆက်ပြီးလမ်းပေါ်ရောက်ပါပြီ။ဒီတော့ဘယ်တော့ကိုထိုးလိုက်ရင်ကျမကလမ်းပေါ်ရောက်ပါပြီ။အဲနဲ့ဆက်သွားလိုက်ကျွန်တော်ပို့ရမယ့်နေရာရောက်ပြီ။ဒီနေ့ယာရီဦးတို့ကတော့မြင်တွေ့ရတာနည်းနည်းအုပ်ဆိုင်နေပါတယ်။ဟောတော့ပေါ်ကျော်မှာကဒီမှာဖြစ်ပါတယ်။တော့ပေါ်ကျော်မှာကနေမြင်ရတာလည်းကျွန်တော်စီရဲပဲမုံတွေပေါ့နော်ကျွန်တော်တင်ငန်းရုံရိတ်တာလမ်းမှာတော့ပို့အောင်လုပ်ပါတယ်။45လမ်းတော့ပို့ပါတယ်။စိတ်ပါပြီ။ဘယ်လိုလဲကျွန်တော်ရန်နာလမ်းမှာပဲရှိတယ်ပေါ့နော်။အခုပို့ရမယ့်ရက်ွက်ထဲတော့ရောက်နေပြီပေါ့နော်။တော့အေးကြလာဖြစ်ပါတယ်။ဒီတော့ကဆက်လမ်းပေါ်ပါပဲရှိပါသေးတယ်။နောက်တစ်ခုနေလည်းကျွန်တော်ဒီ mini city mart ထဲကစီစဉ်ရယူမှာဖြစ်ပါတယ်။ဟုတ်ပါပြီပေါင်မို့လင်းတစ်ခုပါပဲကျွန်တော်စံပြ3လမ်းနဲ့တော့တပ်ဖို့မှာဖြစ်ပါတယ်ရတနာလမ်းမြို့ပိုင်းဖြစ်ပါတယ်အဲ့ဒါ3လမ်းနဲ့ဝင်မဲ့ကဏ္ဍဖြစ်ပါတယ်အဲ့ဒါ3လမ်းထဲရောက်ပါပြီစိတ်တန်းကြနေပြီးတော့လမ်းစီရုံးရှိတော့ပို့ရမှာပါလမ်းလျှောက်ပြီးတော့ပို့ရင်တော့ရတဲ့ကွာဝေးဖြစ်ပါဒီလာပို့တာပါရောက်ပါပြီစိတ်တန်းကြရတယ်အော်လာ2ခုပေါ့နော်တောင်ဥက္ကလာတော့တစ်ခုရန်ကင်းကံပဲတာဝါပဲပေါ့တစ်ခုပါတော့မြေတာလမ်းဘက်ကနေပတ်သွားမှာပါကျွန်တော်တောင်ဥက္ကလာသူကလမ်းကိုပို့ရမှာပါတယ်ဗေဒါလမ်းလုံးတော့ရောက်နေပါတယ်ဒီဘက်မိဘပြက်နေတာဒီကမိဘအများအားပြက်နေတော့တက်ကိုလာပို့တာပါရောက်ပါပြီတစ်ခုနေလဲကျွန်တော်တို့ခေတူးဆိုင်ရနေပြီးတော့ထမင်းကြော်နဲ့အာလူရောင်းကြော်ကျွန်တော်ဆက်မြောင်းမဲ့တောက်ဖို့အဲဒီရမို့လို့ဟာဒီရဲကိုလာပို့တာပါဆန္ဒထမင်းမောင်းကနေပြီးတော့အဲဒီစီတီဘက်တောက်ဖို့မှာပါတမ်းမဲ့လမ်းပေါ်ရောက်သွားပြီဘိုးအောင်ဒီဘက်ကိုဆင်းနေပါတယ်စီဒီကိုရောက်နေပါပြီ
ဟောဆို KFC ကနေတောင်းကလာပညာလာတော့ပုံပါဟောတော့ CDH ဘက်ကယူမှာပြောပါတယ်တောင်းကလာ CDH ဘက်ပါတော့ရပါပြီရန်ရန်တုံးထုတ်တယ်ပါကျွန်တော်တို့ပြည်သူမရီလောင်းတော့ပို့ရမှာပါဝေဂျန်နာစီတီမာက1 GB ကနေပြီးတော့ကျေးဝါတာအခုယူလာပါတယ်အခုကကောရီရတယ်အခုကငမွေးတယ်တော့ပို့မှာပါကျန်တာလမ်းတော့ပတ်သွားအောင်ပါတက္ကသိုလ်ဘုရားထိတ်နာကိုရောက်ပါပြီကျန်တာလမ်းပေါ်ပါကောရီးယားလမ်းထဲဝင်ပါပါအခုလောလောဆယ်ကောရီးယားလမ်းထိပ်ကိုရောက်ပါလေလာတင်တာပို့တာပါဟုတ်ငွေပဲတော့ပို့မှာပါကျွန်တော်တို့ကပြီးတော့ငွေရပို့ပြီးတော့ပြန်ထပ်နေပါပြီဒီကပြတဲ့လမ်းထိပ်က CDH ဘက်မှာပတ်သက်တော့ကောက်ပါပါCDH ဘက်ကိုရောက်ပါပြီ CDH ဘက်ကရောက်ပါပြီကျွန်တော်မလိခအရာရောက်တော့ပုံပါဒါစကားပြောမှတိုင်းပြပါဒီတော့မှလာမပဲဆက်ပါမိုးခဏရွာပြီးတော့နေပြန်ထွက်လာတာပဲဖြစ်ပါတယ်ဟောလမ်းတွေကလည်းနည်းနည်းဆုပ်ပြီးတော့ပေါ်မှာရရှိရပူနေတာပေါ့နော်ခိုင်းရတယ်လာပို့တာပို့ပြီးပါပါပြီအရာထဲမှာလမ်းရင်းကြီးတွေကြီးပဲနည်းနည်းသတိထားပြီးတော့သွားနောက်တစ်ခုနေတယ် KFC ကလမ်းခေါ်တာပြပါတယ် KFC ကနေပြီးတော့ကျွန်တော်တို့မြင်တာဘက်ကိုပေါ့နော်ခွန်တက်ကဘာလို့ကြာနေလဲတော်တော်လေးကြာနေခဏမဖြစ်ဘူး KFC ကနေပြီးတော့တောင်ဟုတ်ပလာရဲ့တော့ပုံပါကျွန်တော်မြင်တာ17လမ်းလောက်လောက်ပါ